ကျွန်တော်ဒီနေ့ရောင်းပြပေးခြင်းတဲ့အခန်းလေးကစမ်းညောင်းမြို့နယ်ကွာစင်းနာလေးရပါဒီကောင်လမ်းကဒညဝတီလမ်းလို့ခေါ်တယ်ဗျဒညဝတီလမ်းမကြီးကြီးလမ်းနေပြီးတော့ဝင်ရတဲ့လမ်းတွေပါလမ်းနဲ့အထက်အရင်ကြီးမဝင်ရပါဘူးဒီကွာစင်းနဲ့လည်းတော်တော်လေးကိုနီးတဲ့နေရာလေးမှာရှိတယ်အခန်းကျယ်ဝန်းကတော့ပုံမှန် size 12ပေခွဲပေ50ပဲအိတ်ခမ်းတစ်ခန်းဖွဲ့တယ်ကိုရီးယားပါကစ်တိန်လုံးခင်းထားတယ်ပရင်းပေါက်တွေအားလုံးတန်မန်းဆန်းရှိတက်ထားတယ်အခန်းကတော့လွတ်တိုင်းထားရတယ်ဗျအစင်းနဲ့တက်နေုံပဲဒါကတော့အိတ်ခမ်းလေးပါအိတ်ခမ်းတော့တယောက်အိတ်ခမ်းပဲပြောမှာပေါ့အခန်းကတော့အရင်အခြေကြီးမလုပ်ထားဘူးဗျ12ပေပဲပေ50ဆိုတော့ပုံမှန်ရတဲ့ site လို့ပဲအိတ်ခမ်းတစ်ခမ်းဖွဲ့ထားတယ်ဒါ kitchen ထဲမှာလည်းကျူပြားခင်းတယ်ရေချိုးခန်းအိမ်နာတွေမှာလည်းကျူပြားခင်းတယ်ကျူပြားကတ်တယ်အိမ်နာကတော့ဘူရန်အိမ်နာပါဒါတော့ရေချိုးခန်းမှာဒီဘက်ကတော့အိမ်နာပါနောက်ဖေးမှာ emergency လှေကားပါပါသေးတယ်သူတိုက်တဲ့တန်းကလည်း10နှစ်ဝန်းကျင်လောက်ပဲရှိသေးတယ်ဗျနောက်ဖေးက emergency လှေကားတွေဆိုရင်ကျွန်တော်တို့တန်နဲ့မဟုတ်ဘဲနဲ့အုပ်နဲ့ပေါ့နော်ခုနောက်ပိုင်းစောက်တဲ့တိုက်တဲ့တွေမှာပဲပါတဲ့ပုံစံမျိုးလေးပါဒီခန့် BCC လည်းရှိတယ်မြေရှင်လည်းရှိတယ်အရှုပ်ရှင်းအားလုံးကင်းတယ်အခန်းလည်းအစင်းစင်းတက်နေုံပဲဘေးမှာအထက်မြင့်တိုက်မရှိသေးတဲ့အတွက်လေဝင်လေထွက်တော်တော်ကောင်းတယ်ဗျကျွန်တော်မီးဖွင့်ထားပြီမဲ့အဲ့မီးအလင်းရောင်ထက်ကူဒီအခန်းပြန်ဝင်တဲ့အလင်းရောင်ပို့ပြီးလင်းနေတယ်လို့တော့ခံစားရတယ်ရောင်းမဲ့အလွှာလေးကတော့၄လွှာပါရောင်းမဲ့ဈေးက3980ခေါ်ထားပါတယ်ဈေးနှုန်းကိုတော့ပိုင်ရှင်နဲ့တိတိဆန်ဆန်ညှိနှိုင်းလို့ရပါတယ်စိတ်ဝင်စားတဲ့လူတွေရှိရင်ကျွန်တော်ဖုန်းကိုဆက်သွယ်ပြီးတော့လိုက်ကြည့်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်